Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကိုသားကြီးပြဿနာလားရွေးချယ်နိုင်တဲ့ beauty seeker ရဲ့ clay stick 3မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်နော်ဒီ clay stick လေးတွေကအခုတလောလူကြိုက်များနေတဲ့ beauty seeker ရဲ့ skin care series လေးတွေပါနော်အသုံးပြုရတာလဲကိုပြီးကိုသားကြီးပြဿနာလားရွေးချယ်နိုင်အောင်အမျိုးအစား3မျိုးနဲ့လာပါတယ်နော်ပထမဆုံးတစ်ခုကတော့ matte wet acrylic clay stick လေးပဲဖြစ်ပါတယ်နော်သူကဝက်ချံအစီဘူးတွေကိုတက်တာစေပြီးအသားရည်ကိုအင်းမြစေပါတယ်နော်ချွေးပေါက်ထဲကအညစ်အကြေးတွေကိုတန့်စင်ပေးပြီးညင်မျက်နှာတွေကိုလည်းရောကြစေပါတယ်နော်ဝက်ချံခဏခထွက်တဲ့သူနဲ့အစီပြန်တဲ့အသားရည်ပိုင်ရှင်တွေအတွက်ဆိုရင်တော့ဒါလေးကအဆင်ပြေဆုံးပါပဲနော်ဒုတိယတစ်ခုကတော့ charcoal pole clay stick လေးပဲဖြစ်ပါတယ်နော်ချွေးပေါက်ထဲကအစီနဲ့အညစ်အကြေးတွေကိုအထိရောက်ဆုံးစုပ်ယူဖယ်ရှားပေးပါတယ်နော်စားဝတ်ချံတွေကိုတက်တာစေပြီးချွေးပေါက်ခြင်းစေပါတယ်နော်စားဝတ်ချံရှိတဲ့သူတွေနဲ့ချွေးပေါက်ကျဲတဲ့လူတွေဆိုရင်တော့ဒီ charcoal pole clay stick လေးကိုသုံးကြည့်ပါနော်ဒီနောက်ဆုံးတစ်ခုကတော့ strawberry pole clay stick လေးပဲဖြစ်ပါတယ်နော်အသားရည်ကိုကြည်လင်ဝင်ပါစေပြီးအသားအောင်မညီတာတွေကိုလည်းပြုပြင်ပေးပါတယ်နော်အဆိုးကြလည်းဖြစ်ပေးလို့သုံးပြီးရင်အသားမချောက်သွားပါဘူးနော်အသားရည်ညှိုးနှွမ်းနေသူနဲ့ကြည်လင်ခြင်းနဲ့ဆိုရင်တော့ဒီ strawberry pole clay stick လေးကိုသုံးပါနော်တစ်ပုံစံမို့လို့လက်နဲ့ထိစရာမလိုပဲဓာတ်ရိုက်လိမ့်ရုံပါပဲเนาะတစ်ပတ်ကို2ချိန်ကနေ3ချိန်အထိအသုံးပြုနိုင်ပါတယ်เนาะ